ကဲငါတို့မအိတ်ခင်လုံနေကြထုံးစံတိုင်းပဲပေါ့ကွာရတိုင်းမယ်တိုင်းဟာငါပေါက်တယ်ဒီနေ့မပေါက်တော့ကွာ အေးကွာမင်းလည်းပေါက်သိမ်းပြီပေါ့ဟုတ်ပြီအေးကျွန်တော်ညကတညလုံးအိတ်မပြောဘူးဗျာအမြဲတမ်းလဲစဉ်းစားနေမိတယ်ကျွန်တော်တို့၃ယောက်မိန်းကလေးတစ်ယောက်ကိုလင်တော်ပြီးတော့အိမ်ထဲတူနေကြတယ်ဘဝမှာဒီလိုဖြစ်လိမ့်မယ်လို့ချင်းလည်းမထင်ခဲ့ဘူးစဉ်းလည်းမစဉ်းစားမိခဲ့ဘူးဒါတွေအားလုံးကဘဝမှာဖြစ်လာတဲ့အကြောင်းတရားပဋ္ဌာန်းဆက်တွေလို့ပဲကျွန်တော်တွေးနေမိတယ်ဒါတွေမတွေးစမ်းပါနဲ့တော့ကွာအကောင်းဘက်ကကြည့်မယ်ဆိုရင်မင်းလည်းငါပိုးထိတော့ငါအသက်ကိုကယ်ပေးတဲ့ကျေးဇူးရှင်ဆိုလည်းမမားပါဘူးကျွန်တော်အဖေမိဘတွေဆုံးပြီးတော့ကျွန်တော်အကူကြီးနဲ့လိုက်နေပြီးတော့အကူကြီးတို့တန်ရောစင်တွေဖြစ်ပြီးတော့မဖြစ်တဲ့အရာတွေဖြစ်မိသွားတယ်ဗျာဒါတွေမပြောစမ်းပါနဲ့တော့ကွာငါမိမကိုတော့ငါတကယ်ချစ်တယ်သူဘာပဲဖြစ်ချင်ငါဖြစ်စီပေးမယ်လို့ငါဆုံးဖြတ်ထားပြီသားသူလည်းသူ့ချမ်းမရေးကြောင့်အခုထိတောင်ကလေးရယူလို့မရသေးဘူးထားလိုက်ပါကွာငါတို့တွေမိသားစုလိုမျိုးချစ်ခင်နေသွားကြဖို့ပါပဲယောက်ျားရေမင်းမကျက်သေးဘူးလား ချက်နေတာပဲဗျာကြမ်းမကြက်သေးတာခွဲထားပြီးတဲ့ထင်းတောင်းတွေကအကြီးတွေဘလို့မှထမင်းချက်အဆင်မပြေဘူးဟေ့ငါထင်းခွဲတာမင်းလာပြီးတော့အပြစ်လာမပြောနဲ့နော်ငါထင်းလေးခွဲရသေးတယ်ရေလေးထမ်းရသေးတယ်အဲ့မိဘမှာဓာတ်ရှိတာနင်းဘာလှုပ်လိုက်လေကွာမင်းထင်းလာခွဲအဲ့ဆိုခဏထမင်းလေးလက်ချက်လေမင်းကတော့ထပိုးစာမိတော့မယ်မင်းဟဲ့ရတယ်ငါဘာမှမချားခြင်းကွာထမင်းသားချေရောက်ပြီးငါမှဆိုင်ယောဂစီးတယ်ဆိုတော့မသိတယ်နော်ခမလင်းကြီးဆိုခမလူကလည်းမဝနဲ့ဟဲ့မင်းကခံပြောတော့ဗလေမင်းကခံလဲမလားခံလိုက်ကန်ပလိုက်လင်းကြီးလေးလာလင်းငယ်နေတော့တော့ရအောင်လင်းနေရမှာတန်းလူထားတာနော်နေတော့တက်အောင်မနေကြဘူးလားဟမ်
ငါနောက်တစ်ယောက်ထပ်ယူရမလား